အားလုံးပဲမင်္ဂလာပါ 21st century မြန်မာမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ချစ်ချင်းမြတ်တာတွေနဲ့ပြည့်နေနေတဲ့ဖေဖော်ဝါရီလကိုရောက်ရှိဖို့ရပိုင်းမဲ့လိုပါတော့တယ်ဒီလမှာလူတိုင်းကအခြေရေးကံကောင်းကျင်ကြသလိုစီးပွားရေးမှာလည်းအဆင်ပြေကျင်ကြမှာပါဒါကြောင့်လာမယ့်2026ဖေဖော်ဝါရီလမှာဂျိုးအပြောင်းအရွှေ့တွေအရာဘယ်ရာသီဝင်တွေကအချစ်ကံငွေကံလုပ်ငန်းကံအကောင်းဆုံးဖြစ်လာမလဲစကြဝဠာကမျက်နှာသာအပေးဆုံး top 3 ရာသီဝင်တွေကိုဒီနေ့ဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်ပါတယ်။ကဲမိတ်ဆွေရောဒီ lucky list ထဲမှာပါနေမလားတူတူကြည့်လိုက်ကြရအောင်။ပထမဆုံးကံအကောင်းဆုံးစာရင်းဝင်သူကတော့ကုန်ညာသီဘွားတွေပဲဖြစ်ပါတယ်။ဖေဖော်ဝါရီလဟာကုန်ညာသီဘွားတွေအတွက်ဝေးလာရာသီဗတ်တီမန်ဖြစ်တဲ့အတွက်နေမင်းကြီးရဲ့စွမ်းရည်ကိုအပြည့်အဝရရှိမဲ့လတ်တလပါပဲ။ဒီလမှာဘာတွေထူးခြားမလဲဆိုတော့အရင်လကပြင်ပန်းနွမ်းနယ်မှုတွေပျောက်ကွယ်ပြီးစိတ်သစ်လူသစ်နဲ့အားအင်တွေပြည့်ဖြိုးလာပါလိမ့်မယ်လူများကြားမှာသင်စကားသင်လုပ်ရက်တွေကထင်ပေါ်နေပြီးကိုယ့်ရဲ့ image ကိုမြင့်တင်ဖို့အကောင်းဆုံးအချိန်ပါပဲဒီပညာနဲ့ social media ဘိုင်းမှာလည်းအောင်မြင်မှုတွေရတတ်ပါတယ်အကြံပြုချက်အနေဖြင့်သင်မွေးလားဖြစ်တဲ့အတွက်ကိုလက်ဆောင်ဝယ်ပေးပါစိတ်ပျော်ရွှင်အောင်နေပါဒါဟာကံကောင်းခြင်းတွေကိုဆွဲဆောင်ပါလိမ့်မယ်ဒုတိယမြောက်ကံအကောင်းဆုံးကတော့ကရကက်ရာသီဝါးတွေပဲဖြစ်ပါတယ်2026တနှစ်လုံးအတွက်ကံကောင်းနေတဲ့ကရကက်ရာသီဝါးတွေဟာဒီဖေဖော်ဝါရီလမှာလည်းဇာတာပရိဂျိုရဲ့ထောက်ပံ့မှုကြောင့်ထိတ်ဆုံးကနေဆက်လက်ကံကောင်းနေဦးမှာပါဒီလဟာသင်အတွက် money man မှာပဲဝင်ကျန်းမယ်ရင်းနှီးမြှုပ်နှံမှုတွေကနေအကျိုးအမြတ်ရမယ်ဖေဖော်ဝါရီလထဲမှာငွေကြေးနဲ့ပတ်သက်တဲ့သတင်းကောင်းတွေကြားရတတ်ပါတယ်ဒီဘခီးသွားဖို့စီစဉ်နေသူတွေသင်တန်းတက်ဖို့ရည်ရွယ်ထားသူတွေလည်းအထူးအဆင်ပြေမဲ့လားဖြစ်ပါတယ်အခွင့်အရေးရရင်ခရီးထွက်လိုက်ပါခရီးသွားရင်းနဲ့ကံကောင်းခြင်းတွေတွေ့ရှိပါလိမ့်မယ်နောက်ဆုံးနံပါတ်3နေရာမှာရပ်တည်နေတာကတော့ဒိဋ္ဌာရာသီဘွားတွေပါခင်ဗျာရေတဲ့တူရာသီဖြစ်တဲ့ကရကက်ရာသီမှာရက်တည်နေတဲ့ဇာတာပရိဂျိုကဒိဋ္ဌာရာသီကိုတက်အမြင်နဲ့အားပေးနေပါတယ်ဒါကြောင့်ဒီလဟာတင့်အတွက်ကံတရားကဖေးမတဲ့လပါဗလန်တိုင်းနေ့မှန်လည်းဖြစ်တဲ့အတိုင်းအခြေအေးကံအကောင်းဆုံးရာသီခွင်ပါပဲစင်ငယ်တွေချစ်သူရတတ်တယ်ချစ်သူရှိပြီးသားသူတွေလက်ထက်ခွင့်တောင်းခံရတတ်ပါတယ်ဒါတွေမကသေးပါဘူးထီပေါက်တယ်လို့ကန်ဆန်းမဲပေါက်တယ်လို့မျိုးမမျော်လင့်မဲကံတွေဝင်လာတတ်ပါသေးတယ်ကိုယ့်ရဲ့အာယုံခံစားမှုကိုယုံကြည်လိုက်ပါဒီလမှာသင်စိတ်ကထင်တာတွေကအမှန်ဖြစ်လာတတ်ပါတယ်ကဲဒါကတော့လာမယ့်2026ခုနှစ်ဖေဖော်ဝါရီလအတွက်ကံအကောင်းဆုံးရာသီခွင်3ခုအကြောင်းပဲဖြစ်ပါတယ်အနည်းချုပ်ပြန်ပြောရရင်ပုံရာသီကကိုရည်ကိုသွေးကရကက်ရာသီကငွေကြေးဒိဋ္ဌာရာသီကအခြေရေးဘက်မှာအသီးသီးကံကောင်းနေကြတာပါမိတ်ဆွေတို့ရောဒီလက်ကြီးလက်ထဲမှာပါဝင်နေပါသလားပါဝင်နေတယ်ဆိုရင်ကွန်မန့်မှာ yes လို့ရေးပေးခဲ့ပါဦးဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and share လုပ်သွားဖို့လည်းမမေ့ပါနဲ့နောက်ထပ်ဗီဒီယိုတွေအတွက်လည်း subscribe လုပ်ထားပေးပါဦးအားလုံးပဲကံကောင်းတဲ့ဖေဖော်ဝါရီလဖြစ်ကြပါစေခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ပါမယ်